တချို့သောထွေးဆောင်မှုတွေဟာတိတ်ဆောနေဖို့မလိုအပ်ပါဘူးနောက်ကျနေပါစေစစ်မှန်မှုရှိဖို့သာအဓိကပါတချို့သောရွေးချယ်မှုတွေမှာအပေါ်ယံတွင်ပြင်လှပဆွဲဝင်မှုတွေရှိနေစေရမလိုပါဘူးသူ့အနာမှာနေရတဲ့အချိန်တိုင်းစိတ်နှလုံးလုံခြုံနှွေးထွေးမှုရှိဖို့သာအရေးကြီးတာပါဘဝရဲ့ရွေးချယ်မှုတိုင်းမှာနောက်ကျတယ်စောတယ်ရဲလို့မရှိသလိုတယောက်ကိုတယောက်ဘလောက်ဆွဲငင်ညှို့မြူနိုင်တယ်လဲဆိုတာထက်ဘလောက်စိတ်လုံခြုံမှုပေးနိုင်တယ်လဲဆိုတာကပိုလိုအပ်တာဖြစ်ပါတယ်စာလောင်မွတ်သိမ့်နေတဲ့အချိန်မျိုးမှာအစားအစာတွေကိုကိုယ်နဲ့တင့်တင့်မျှတသည်ဖြစ်စေမတင်တင်မမျှတသည်ဖြစ်စေအငမ်းမရစားမိတတ်ကြပါတယ်စာလောင်မှုကစင်ကျင်ချုပ်ထိန်နိုင်စွမ်းကိုဖုံးလွှမ်းထားလို့ဖြစ်ပါတယ်ကိုယ်စိတ်ထဲမှာအထီးကျန်ဆန်းလွန်းတဲ့အခါကိုယ့်အပေါ်ကောင်းမွန်နှွေးထွေးစေတဲ့လူလားကိုယ့်ကိုအစိတ်တင့်စေတဲ့သူလားရေလို့စင်ကျင်ခွဲခြားနိုင်စွမ်းနေပျောက်ဆုံးနေတတ်ပါတယ်အထီးကျန်မှုကစင်ကျင်ခွဲခြားနိုင်စွမ်းကိုလွှမ်းမိုးသွားလို့ဖြစ်ပါတယ်ဒါကြောင့်လူတစ်ယောက်ကိုရွေးချယ်တော့မယ်ဆိုရင်ကိုယ်တိတ်အထီးကျန်ဆန်နေတဲ့အခါမျိုးမှာအဖော်လိုအပ်တဲ့စိတ်သက်သက်နဲ့မရွေးချယ်မိပါစေနဲ့အချိန်တွေဘလောက်ပဲနောက်ကျပါစေအလင်းစလိုမဆုံးဖြတ်ပါနဲ့စစ်မှန်တဲ့သူတစ်ယောက်နဲ့တွေ့ဖို့အချိန်တွေအများကြီးစောင့်ဆိုင်ရဖို့ထိုက်တန်ပါတယ်ကိုယ့်ပေါ်ဘေးရန်ရဲ့ကင်းကင်းနဲ့စိတ်လုံခြုံနှွေးထွေးစေတဲ့သူကိုတွေ့ဖို့အရာရာနောက်ကျသွားလဲတဘဝစာတန်မိုးရှိပါတယ်